ကျွန်တော်တဲ့ထွက်ချင်းအလေးမှရမယ်ဟိုချွေးထွက်ခံရမယ်ဆိုတာကျွန်တော်အလုံးသိကြတယ်ဗျာဟုတ်ပါတယ်အလေးတုံးကိုဒီတိုင်းထိုင်ကြည့်နေုံနဲ့ဘိုက်ခောက်ကနေတမာရဲကြသားတွေထွက်လာမယ်လို့ဘယ်လိုမှမယုံကြဘူးလေဒါမှမဟုတ်ရှင်ပြဖြစ်နိုင်မလဲဒါပေမဲ့ဟိုတကယ်ကိုအန်တော်စရာကောင်းတာကကိုအုံနောက်ကိုယ်စိတ်နဲ့ပတ်သက်လာရင်ကြတော့လူတွေကဘာလို့အဲ့ဒီလိုမတွေးကြတာလဲအဲ့ဒါတော်တော်စဉ်းစားစရာပဲဟုတ်တယ်ဗျာစိတ်ဆိုတာကိုရောအမြဲတမ်းပြုပြင်လေ့ကျင့်တိဆောက်ပေးဖို့လိုအပ်နေတဲ့ကြွတာတစ်ခုဖြစ်မြင်ကြရလားဒါမှမဟုတ်ညံကောင်းတယ်မှတ်မြန်ကောင်းတယ်ဆိုတာမွေးရပါအလိုလိုရလာတဲ့ပါရမီတစ်ခုပြင်းလို့မရတဲ့ပုံတေကချတစ်ခုအမြင်နဲ့ပဲလက်ခံထားကြသလားဆိုတာတကယ်ကိုစဉ်းစားစရာပါမှန်တာဗောဒီနေ့လေးလာမယ့်စီစဉ်မှာတော့ဒီမေခွင့်ရတဲ့အပြေးရှာဖို့ရင်းမြစ်တစ်ခုကိုအတိအစိတ်တူးဆော်သွားကြပါမယ်အဲ့ဒါကတော့ဆရာပြည့်မြင်ဘာသာပြန်ဆိုထားတဲ့စနစ်တကျလေ့ကျင့်တိဆောက်ထားသောစိတ်ဤတတိစွမ်းအများဆိုတဲ့စာအုပ်ရဲ့မျက်နှာဖုံးနဲ့ခေါင်းစဉ်ကနေပြဆောင်နေတဲ့အဓိကသတင်းစကားတွေပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဒီဆွေးနွေးမှုရဲ့အဓိကရွယ်ချက်ကတော့စိတ်ဆွမ်းအားဆိုတာတကယ်ပဲမွေးရပါပါရမီတစ်ခုလားဒါမှမဟုတ်ကိုယ့်ဘာသာပုံပေါ်တိဆောက်ယူရမယ့်အရာတစ်ခုလားဆိုတာကိုရင်းမြစ်တစ်ချက်လက်တွေပေါ်အခြေခံပြီးကြဲကြဲပြင်းပြင်းဆွေးနွေးတော့ပေါ်ပါပဲကဲဒီချက်ကိုတေချာလေးဖြည့်ကြည့်ရအောင်ဗျာအခုနောက်ဥမာပေးသွားတဲ့ကြွတ်သားနဲ့ခိုင်နိုင်ချက်ကဒီစာအုပ်မျက်နှာဖုံးကပေးချင်းတဲ့အနှစ်တရာကိုအကောင်းဆုံးဖွင့်ဟပြနေတယ်လို့ဆိုရမှာပေါ့လူအတော်များများကလေဟိုမညံစွမ်းအားကောင်းတာတွေခက်ခဲတဲ့ကိစ္စတွေကိုမြန်မြန်ဆန်ဆန်တွေးတောနိုင်တာတွေကိုမွေးရပါအထုအခွင့်အရေးတစ်ခုလို့ထင်မှတ်မှားကြတယ်ဟုတ်တယ်သူကတော့ညံကောင်းမှုပါလာပြီးတောင်းလို့ထင်တတ်ကြတာလीဟုတ်တယ်ရှင်မိဘမျိုးရိုးကြောင့်ပဲဖြစ်ဖြစ်တူးချတဲ့ပါရမီတစ်ခုကြောင့်ပဲဖြစ်ဖြစ်အလိုလိုရရှိလာတယ်လို့ယူဆတတ်ကြတယ်ဒါပေမဲ့ဒီစာအုပ်ရဲ့ခေါင်းစဉ်မှာဖော်ပြထားတဲ့စကားလုံးတွေကအဲ့ဒီလိုအလွယ်တကူကောက်ချက်ချတတ်တဲ့အယူဆကိုတိုက်ရိုက်ကြီးစိန်ခေါ်လိုက်တာပါပဲတိုက်ရိုက်ကိုစိန်ခေါ်လိုက်တာပေါ့မှန်ပါတယ်စိတ်ဆွမ်းအားဆိုတာမိုးပေါ်ကကျလာတဲ့အရာမဟုတ်ပဲလုပ်ငန်းစဉ်တစ်ခုကိုမဖြတ်မနေဖြတ်တန်းရမယ်ဆိုတာကိုတေချာလေးထောက်ပြထားတာပါအဲ့ဒီခေါင်းစဉ်ကိစ္စကိုကြည့်မယ်ဆိုရင်တော်တော်လေးရည်ရတယ်ဗျအလိုမျိုးမို့လို့လေရှင်မူရင်းအင်္ဂလိပ်စာကိုရေးထားခဲ့တဲ့ Harry Loren ကသူ့ဆောင်နာမည်ကို Secrets of Mind Power လို့ပြထားတယ်ဆိုတော့ကစိတ်ဆွမ်းအားရဲ့လျှို့ဝှက်ချက်များပေါ့ဗျဟုတ်တယ်ပုံမှန်အားဖြင့်လျှို့ဝှက်ချက်ဆိုတဲ့စကားလုံးကဖုံးကွယ်ထားတဲ့အရာမော်ဆန်တဲ့အရာဒါမှမဟုတ်လူနည်းစုပဲတည်တဲ့ဖြက်လန်းနည်းတစ်ခုခုကိုရည်ညွှန်းလိမ့်ရှိတယ်လေဒါပေါ့လျှို့ဝှက်ချက်ဆိုတော့နည်းနည်းထူးခြားမထင်တာပေါ့ဒါပေမဲ့မြန်မာဘာသာပြန်ခေါင်းစဉ်ကိုကြည့်လိုက်တဲ့အခါအဲ့ဒီလျှို့ဝှက်ချက်ဆိုတာကြီးကိုမျက်နှာဖုံးမှာတင်ပြုံးဆိုဖွင့်ချလိုက်တယ်လို့ဖြစ်နေတယ်စနစ်တကျလေ့ကျင့်ခြင်းတယ်ဘာလျှို့ဝှက်ချက်မှမရှိဘူးဖုံးကွယ်ထားစရာလည်းမလိုဘူးဒီအတိုင်းစနစ်တကျလေ့ကျင့်ဖို့ပဲလိုတယ်ဆိုပြီးရှင်းလင်းထားတာဗျာဟုတ်ပါတယ်တကယ်ကိုပွင့်ပွင့်လင်းလင်းပါပဲတကယ်လို့စိတ်ဆွမ်းအားဆိုတာအင်္ဂလိပ်လိုပြောသလိုလျှို့ဝှက်ချက်တစ်ခုသာဆိုရင်ဘာကြောင့်မြန်မာလိုကြတော့စနစ်တကျလေ့ကျင့်မှုနဲ့တဆင့်ရယူနိုင်တယ်လို့ခိုင်ခိုင်မာမာဆိုရတာလေဒီလိုစကားလုံးအပြောင်းလဲကဘာကိုညွှန်ပြနေတာလဲဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကဟိုမူရင်းစာရေးသူရည်ရတဲ့တကယ်လျှို့ဝှက်ချက်ရဲ့သဘောတဘာဝပါပဲလျှို့ဝှက်ချက်ဆိုတိုင်းတော့တောင်ဝေးလေးဝှေ့ရန်လိုက်တာနဲ့နေချင်းညာချင်းတက်မြောက်သွားစေမဲ့မောဂထာမန္တန်မဟုတ်ဘူးလေဒါတော့ဟုတ်တယ်ဗျာဒီမတိကြတဲ့တတိမထားမိကြတဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ဆိုတာနေ့စဉ်မှန်မှန်ဖြူလို့ရမယ်စနစ်တကျလေ့ကျင့်ခြင်းဆိုတဲ့လုပ်ငန်းစဉ်ကြီးပဲဖြစ်နေလို့ပါပဲမြန်မာဘာသာပြန်ဆိုသူကဒီအချက်ကိုအမိရဖမ်းဆို့ပြီးစာဖက်သူတွေကိုမျက်နာဖုံးကနေစပြီးကြိုတင်တတိပေးလိုက်တဲ့သဘောပါရှင်နေပါဦးစနစ်တကျလေ့ကျင့်ခြင်းဆိုတဲ့စကားလုံးကကြားရတာနည်းနည်းပြင်ပန်းစရာကောင်းတယ်လို့ခံစားရတာဗျဘလိုမျိုးပြင်ပန်းတာလဲဟိုကြောင်တုံကစားတဲ့ကိုအလက်ကျက်တယ်လို့မျိုးအထက်ထက်အခါခါရွတ်နေရတာမျိုးလားအဲ့လိုလေ့ကျင့်တာကစိတ်ကိုပို့ပြီးတွန်းအားသွားစေတာမဟုတ်ဘူးလားဘာကြောင့်စနစ်တကျလို့အထူးပြုရတာလဲအဲ့ဒါအရင်ကောင်းတဲ့မင်းဟုံးပဲအလွတ်chấpနဲ့တယ်ဆိုတာစနစ်မကျတဲ့အာသုံးပြီးလို့ရတဲ့အလုပ်ပါရှင်စနစ်တကျဆိုတာကဦးနောက်ရဲ့တဘာဝဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုနားလည်ပြီးအဲ့ဒီအတိုင်းလိုက်လျောညီထွေလှုပ်ဆောင်ပေးတာကိုဆိုလိုတာပါဦးနောက်တဘာဝကိုနားလည်တာပေါ့ဟုတ်တယ်ကျွန်တော်တို့ရဲ့ဦးနောက်ကလေအစီအစဉ်တကျဖိမှုပတ်တန်တွေကိုအရန်နစ်တက်တယ်ဂျပန်ဝင်လာတဲ့အချက်လက်တွေကိုမှတ်လာတာဦးနောက်အတွက်အရန်ပင်ပန်းပါတယ်ဒါတော့ဥမာလည်းတစ်ခုလောက်ပေးပါလားဦးနောက်ကပတ်တန်တွေကိုနစ်တက်တယ်ဆိုတာလက်တွေ့မှာဘယ်လိုမျိုးအလုပ်လုပ်တာလဲဗျာစီးမကြည့်လေကနန်းဆယ်လုံးကိုဒီအတိုင်းဂျပန်ပဲလိုက်ရဲ့မှတ်မိဖို့အရန်ခတ်တယ်ဟုတ်တယ်ခတ်တာပေါ့ဒါပေမဲ့အဲ့ဒီကနန်းဆယ်လုံးကိုဖုန်းနံပါတ်တစ်ခုလိုမျိုး3လုံးတစ်စု4လုံးတစ်စုခွဲခြားပြီးအစီအစဉ်ချပေးလိုက်ရင်ချက်ချင်းမှတ်မိသွားတယ်မဟုတ်လားဟာဟုတ်သားပဲ3ခုတစ်ပိုင်းခွဲမှတ်လိုက်တာမျိုးဟုတ်တယ်ရှင်နောက်ထပ်ဥပမာတစ်ခုကတချင်းနေဖို့
လုံနေတဲ့ဆန်နဲ့ကတချင်းစားသားကိုအခုထိရနေပေမဲ့မနစ်ကဖတ်လိုက်တဲ့သတင်းကိုပြန်မမှတ်မိတာမျိုးကြုံဟုတ်တယ်မလား အမြဲတမ်းကြုံတယ်ဗျာသတင်းကမေ့မိသွားတာ ဘာလို့လဲဆိုတော့တချင်းဆိုတာရက်တမ်ရှိတဲ့ current ရှိတဲ့စနစ်တကျဖွဲ့စည်းထားတဲ့ pattern ရှိလို့ပါဒါကြောင့်စနစ်တကျလေ့ကျင့်ခြင်းဆိုတာဟာစိတ်ရဲ့တဘာဝကိုနားလည်ပြီးမှညံတွေကိုဘယ်လိုသိသိရမယ်ပြန်လဲဆွဲထုတ်ရမယ်ဆိုတဲ့စနစ်တစ်ခုကိုဖန်တီးခြင်းပါပဲ စနစ်တစ်ခုဖန်တီးတာပေါ့နော် ဟုတ်ပါတယ်ဒီတော့လျှို့ဝှက်ချက်ဆိုတာတခြားမဟုတ်ဘူးကိုယ့်ရဲ့စိတ်ကိုစနစ်တစ်ခုအတွင်းမှာအလုံးလုံးတတ်အောင်နေ့စဉ်လေ့ကျင့်ပေးတဲ့အလေ့ကျင့်သားလင်ထိတယ်ဆိုတာကိုရင်းမြစ်အခက်လက်တွေကရှင်းလင်းစွာပြသနေပါတယ် တကယ်ကိုစိတ်ဝင်စားစရာကောင်းလာတာကလေခေါင်းစဉ်မှာစကလုံးတွေရဲ့အသိပယ်ကိုထပ်ပြီးအသေးစိတ်ကြည့်လိုက်တဲ့အခါမှာပါစနစ်တကျလေ့ကျင့်ပြီးတဲ့နောက်မှာဆက်လာတဲ့စကလုံးကတိစောက်ထားသောဆိုတဲ့အသုံးနှုန်းချင်နေတာပါ တီးဆောက်ထားသောဆိုတော့ ဒီနေ့မှာကျွန်တော်အနေနဲ့နည်းနည်းလောက်စန့်ကျင်ဘက်ရှုထောင်းတာနေတွေးကြည့်ချင်တယ်ဗျတိစောက်ထားသောဆိုတဲ့စကလုံးကိုကြားလိုက်တာနဲ့ဦးနှုတ်ထဲမှာအုတ်တန်တိုင်းကြီးဆော့လိုက်တယ်လို့တန်လောင်အင်ကြီးထဲထည့်ပေးလိုက်တယ်လို့ခန်းစားရတယ် အော်လောင်ပိတ်လိုက်တယ်လို့မျိုးခန်းစားရတာပေါ့ ဟုတ်တယ်ဗျပုံမှန်အားဖြင့်ကျွန်တော်တို့ဟာစိတ်ဆိုတာကိုရေလိုလေးလိုကြွက်မြက်တဘာဝရှိတယ်အမြဲတမ်းပြောင်းလဲလွဲမြောင်းနေတတ်တယ်လို့နားလဲတာကြတယ်လေစိတ်ကူးရမှုတွေဖန်တီးနိုင်စွမ်းနေဆိုတာအဲ့ဒီလိုလွတ်လပ်မှုကနေလာတာမဟုတ်မလား လူတို့များများအဲ့ဒီလိုပဲတွေးကြပါတယ် အခုလိုစိတ်ကိုအဆောက်အုံတစ်ခုစောက်တယ်လို့မျိုးတီဆောက်ထားတော့လို့ခိုင်ခိုင်မာမာသုံးနှုံးလိုက်တဲ့အခါတင်းကြောင်လုံးမနေဘူးလားအိုမစ်တွေချဘောင်းတွေခတ်ပြီးတီဆောက်လိုက်ရင်စိတ်ရလွတ်လပ်စွာတွေ့တောင်းနိုင်စွမ်းနေပျောက်ဆုံးမသွားနိုင်ဘူးလားဒီလိုစကလုံးကိုသုံးဖို့တကယ်လို့တင့်တော်ပါမလား ကိုကျေပြန့်တဲ့ရှုတော့နေဆက်ဆက်ကြည့်မယ်ဆိုရင်လေအခုမေးလိုက်တဲ့မေးခွန်းကဒီစာအုပ်မျက်နှာဖုံးရဲ့အနက်ရှိုင်းဆုံးအစိမ့်ပိုင်းကိုထောက်ပြနေပါလေစိတ်ကိုလွတ်လွတ်လပ်လပ်ထားခြင်းနဲ့စနစ်တကျတိဆောက်ထားခြင်းကြကကွာခြားချက်ကိုတဘာဝတရားကရေနဲ့နိုင်ရှင်ကြည့်လို့ရပါတယ် ရင်းနဲ့နိုင်ရှင်တယ်ဆိုတော့ကဘယ်လိုမျိုးလဲဗျာ ရေရွယ်ချက်မရှိဘဲလွှဲမျောနေတဲ့စိတ်ဆိုတာဘေးပေါင်မရှိဘဲစီးဆင်းနေတဲ့မြေရေတို့ပါပဲရှင့်သူကလွတ်လပ်တဲ့ဆိုပေမဲ့အင်အားကိုစုစည်းလို့မရပါဘူး ဆိုတော့ကရေကသူ့ဟာသူစီးကျင်လို့စီးနေတော့ဘာအင်အားမှမဖြစ်လာဘူးပေါ့ ဟုတ်ပါတယ်တကယ်လို့အဲ့ဒီမြစ်ကအရန်လွတ်လပ်လွန်းပြီးရေဒီအများကြီးဝယ်လာပြီဆိုပါစို့ဘာဖြစ်သွားမလဲ ရေကြီးရေလျံဖြစ်မယ်ကံမားတွေပြိုမယ်စိုက်ခင်းကြီးပျက်စီးမယ်လေအကုန်ရေရွမ်းသွားမှာပေါ့ ကျန်လို့စိတ်လည်းအတူတူပါပဲလွတ်လပ်လွန်းပြီးထိန်ချုပ်မှုမရှိတဲ့အခါအသွေးတွေများလာရင်စိုးရင်ပူပန်မှုတွေဖြစ်လာတယ်အာရုံစူးစိုက်မှုတွေပြက်ပြားလာတယ် ဟုတ် overthinking ဖြစ်လာတာမျိုးကိုပြောတာပေါ့နော် ရေအားလက်စစ်ထုတ်လို့ရသွားတာပေါ့ ကွတ်တီပဲရှင်ရေကားတာဆောက်လိုက်တဲ့အတွက်ရေရဲ့လွတ်လပ်ခွင့်ကိုပိတ်ပင်လိုက်တာမဟုတ်ဘူးရေရဲ့စွမ်းအင်ကိုစူးစီးပြီးမီးလင်းစေတဲ့စိတ်ယုံတွေကိုလဲပတ်စေတဲ့စွမ်းအားအဖြစ်ကိုပြောင်းလဲပေးလိုက်တာပါ တကယ်စွမ်းအားဖြစ်ပြောင်းသွားတာပေါ့ ဟုတ်တယ်ရှင်စိတ်ကိုတီးဆောက်တယ်ဆိုတာဖိနှိပ်ချုပ်ချဲတာမဟုတ်ပါဘူးစိတ်ရဲ့စွမ်းအားတွေကိုအလားတာမဖြစ်စေပဲလိုအပ်တဲ့ချိန်မှာအကောင်းကောင်းနဲ့အသုံးပြုနိုင်ဖို့ခိုင်မာတဲ့အခြေခံအဆောက်အုံတစ်ခုဖန်တီးပေးလိုက်တာပါ သဘောပေါက်ပြီဗျ ရမြစ်ပါအချက်လက်တွေကတက်တီစွမ်းအားများထပ်ပေါ်လာဖို့ဆိုရင်လွတ်လပ်ယုံတက်တက်နဲ့မရပါဘူးခိုင်မာတဲ့အုံမြင့်ရှိမှသာမှတ်ဉဏ်အာယုံစူးစိုက်မှုနဲ့စင်ကြင်တုံတရားဆိုတဲ့စွမ်းအားတွေကိုအပြည့်အဝအသုံးပြုနိုင်မှာပါတကယ်တော့ခိုင်မာတဲ့အုံမြင့်ရှိတဲ့စိတ်ကသာလျှင်အမြင့်မားဆုံးသောဖန်တီးနိုင်စွမ်းကိုပိုက်ဆိုင်နိုင်တာမှာ တမန်ဆောက်ပြီးရေအားလက်စစ်ထုတ်ယူတယ်ဆိုတဲ့ဥပမာကတော်တော်လေးမိုက်တယ်ဗျ ဟုတ်ကဲ့ သာမန်အားဖြင့်စနစ်တကျတိဆောက်ထားတဲ့စိတ်ဆိုရင်စက်ရုပ်လိုမျိုးပြင်းစရာကောင်းမယ်လို့တွေးမိတတ်ကြပြီမယ်တကယ်တမ်းကျတော့အဲ့ဒီအဆောက်အုံရှိနေမှာပဲစွမ်းအင်တွေကိုထိန်းချုပ်နိုင်မယ်ဆိုတဲ့သဘောကောစွမ်းအင်ဆိုတာသူ့ချီတက်တက်ဆိုရင်ဖျို့ဖျေထင်းနေတတ်ပြီမယ်ပုံတွင်းလိုက်တဲ့အခါကျမှအကျိုးရှိရှိအသုံးချနိုင်တဲ့စွမ်းအားဖြစ်ပြောင်းလဲသွားတယ်ဆိုတဲ့သဘောပေါ့ မှန်ပါတယ်အဲ့ဒီလိုအတိအကျပါပဲ ဒါဆိုရင်ဒါဒီအားလုံးကဘာလို့ဆိုလိုတာလဲဒီသဘောတရားတွေကလက်တွေ့ဘဝမှာဘလို့အသုံးဝင်တယ်လဲအထူးသဖြင့်ကျွန်တော်တို့နေထိုင်နေတဲ့ခေတ်ကြီးကိုတစ်ချက်ပြန်ကြည့်အောင်ဗျာ ခစ်ကြီးကတော်တော်ပြောင်းနေပြီလေ မနက်မလုံးဖွင့်လိုက်တာနဲ့ဖုန်းထဲမှာ notification တွေကတက်လာပြီး email တွေဝင်လာပြီး social media ပေါ်မှာသတင်းတွေ video တွေကအဆက်မပြတ်ဖတ်စရာတွေကြီးပဲ ဟုတ်တယ်နေ့တိုင်းအဲ့ဒီလိုပဲဂျုံနေရတာ တရေအချက်လက်တွေအလွန်အကျွံပြည့်နေနေတယ် information overload ခေတ်ကြီးလို့ခေါ်ကြတယ်လေဒီလိုအလုပ်တွေရှုပ်အချိန်တွေကြက်တဲနေတဲ့ကြားထဲမှာဘဒုကများကိုယ်စိတ်ကိုစနစ်တကျတိဆောက်ဖို့အချိန်ပေးနိုင်ပါလဲဒီကိစ္စကတကယ်ရောလက်တွေ့ကြပါမလား လက်တွေ့ကြသလားဆိုရင်လေဒီလိုခစ်ကြီးမှနေထိုင်နေရလို့ကိုပို့ပြီးတောင်လိုအပ်နေသေးလေလို့ဆိုရမှာပါ ဟုတ်လားဘယ်လိုဖြစ်လို့လဲ ယနေ့ခေတ်ပြဿနာကသတင်းအချက်လက်ရှော့ပါတာမဟုတ်တော့ဘူးသတင်းအချက်လက်တွေများလွန်ကြည့်ပြီးအဲ့ဒီအောက်မှာပိတ်ပြားသွားတဲ့ပြဿနာပါရှင် ဟုတ်တယ်တကယ်ကိုပြနေတာ
အခုနကရေကြီးရေလံဖြစ်တဲ့ဥပမာနဲ့ပြန်ချိတ်ဆက်ကြည့်အောင်မိမိရဲ့စိတ်ကိုစနစ်တကျလေ့ကျင့်မထားဘူးခိုင်မာတဲ့အုံမဲ့တိစောင့်မထားဘူးဆိုရင်အဲ့ဒီစိတ်ကဝင်လာလမျှသတင်းအချက်လက်တွေကိုစစ်ထုံနိုင်စွမ်းမရှိတော့ဘူး ဆိုလိုတာကခေါင်းထဲမှာ cap တွေအခု90လောက်ဖွင့်ထားတာ browser ကြီးလို့ဖွင့်နေတာမျိုးဘူးဘာကိုအာယုံဆိုင်ရမှမသိတော့ဘူး ကျုပ်ထွေးမှုနဲ့မော်ပန်းမှုပဲကြံခဲ့တယ် တကယ်ကိုဟုတ်ပါတယ်ဗျာ ဒါပေမဲ့စိတ်ကိုစနစ်တကျတိစောက်ထားသူတယောက်အတွက်ကြတော့လေ့လာသင်ယူမှုလုပ်ငန်းစဉ်ကလုံးဝပြောင်းလဲသွားပါတယ် ဘယ်လိုမျိုးပြောင်းသွားတာလဲ သူတို့စီမှာသတင်းအချက်လက်တွေကိုအမျိုးအစားခွဲခြားဖို့ဇယားကွက်တွေစင်တင်ရှိနေပြီးသားဖြစ်နေတာမျိုးပေါ့ဥပမာစောင်းပါတစ်ပုတ်ဖက်လိုက်တယ်ဆိုပါစို့မတိဆောက်ထားတဲ့စိတ်ကအကုန်လုံးကိုအလွတ်မော့ဖို့ကြိုးစားပြီးမနှက်ဖြန်ကြမဲ့သွားရောတိဆောက်ထားတဲ့စိတ်ကကြတော့ဒီအချက်လက်ကငါအရင်ကတိထားတဲ့ပဲအကြောင်းအရာနဲ့သွားချိတ်ဆက်နေလဲဆိုပြီးမိခွန်းထူတယ် ချိတ်ဆက်မှုရှာတာပေါ့ ဟုတ်တယ်ရှင်ပြီးရင်ခေါင်းထဲမှာရှိနေတဲ့မှတ်တမ်းစင်ကြီးထဲကသက်ဆိုင်ရာအန်ဆွဲတဲ့ကိုစနစ်တကျထည့်လိုက်တယ် ဒါဆိုရင်တိဆောက်ထားတော့ဆိုတာခေါင်းထဲမှာမတ်တန်းစင်ကြီးတို့တိဆောက်ထားတာနဲ့တူတယ်ပေါ့ဗျာလိုအပ်တဲ့အချိန်မှာဘယ်အန်ဆွဲထဲမှာဘာရှိတယ်ဆိုတာချက်ချင်းပြန်ဆွဲထုံလိုက်အောင်နေရာချထားတာမျိုး တိကျပါတယ်ရှင်စောင်းရဲ့မျက်နှာဖုံးကနေအစဉ်ပေးခြင်းတဲ့အဓိကရည်ရွယ်ချက်ကလည်းဒါပါပဲစိတ်ဆွမ်းအားဆိုတာအချက်လက်တွေကိုအများကြီးတင်ထားနိုင်တာကိုခေါ်တာမဟုတ်ဘူး ဟုတ်တယ် ဝင်လာတဲ့အချက်လက်တွေကိုမိမိရဲ့လက်အောက်မှာစနစ်တကျထိန်းချုပ်အမျိုးအစားခွဲခြားပြီးလိုအပ်တဲ့အချိန်မှာပြန်လည်အသုံးချနိုင်စွမ်းကိုခေါ်တာပါဒီလိုထိန်းချုပ်နိုင်စွမ်းဟာဒီနေ့ခေတ်လို information overload ဖြစ်နေတဲ့အချိန်မှာအလုပ်ခွင်မှာဆုံးဖြတ်ချက်ချတဲ့အခါဖြစ်စေပညာရဲ့အသည့်တစ်ခုကိုလေ့လာသင်ယူတဲ့အခါဖြစ်စေအလွန်အရေးပါတဲ့အားသာချက်တစ်ခုဖြစ်လာစေပါတယ် ဟုတ်တယ်ဗျာစနစ်တကျဖြစ်လာတာကို သူများတွေကသတင်းအချက်လက်လွှမ်းလုံးတွေအောင်မှာရည်နစ်နေချိန်မှာစနစ်တကျတီးဆထားတဲ့စိတ်ပိုင်စင်ကလှိုင်းစီးနေနိုင်တာမျိုးပေါ့ တကယ်ကိုထိရောက်တဲ့အချက်တွေပါပဲဗျာစိတ်ဆွမ်းအားကိုကြည်ရှုတဲ့ရှုထောင်လုံးဝပြောင်းလဲသွားစေတယ်အခုဆိုရင်ကျွန်တော်တို့ဒီနေ့ဆွေးနွေးမှုကိုပြန်လဲအနှစ်ချုပ်ရမယ့်အချိန်ကိုရောက်လာပါပဲ ဟုတ်ကဲ့ ရင်းမြစ်အချက်လက်တွေဖြစ်တဲ့စာအုပ်ရဲ့မျက်နှာဖုံးတဲ့ခေါင်းစဉ်ကိုအခြေခံပြီးတူးဆွလေးလာခဲ့ရကနေအရေးကြီးတဲ့သင်ခန်းစာအချို့ကိုရရှိခဲ့ပါတယ်ပထမအချက်ကတော့စိတ်ဆွမ်းအားဆိုတာရူတစုတဲတာပိုင်ဆိုင်တဲ့မွေးရပါအထူးခွင့်ရဓမ္မဘုပါမီရှင်တွေရနိုင်တဲ့အရာဆိုတဲ့အယူဆကိုဖယ်ရှားလိုက်ခြင်းပါပဲ ဟုတ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့တကယ်လျှို့ဝှက်ချက်ဆိုတာမော်ဆန်တဲ့နီလန်းတွေမဟုတ်ပဲဦးနှောက်ရဲ့သဘာဝကိုနားလည်ပြီးနေ့စဉ်ပုံမှန်ပြုလုပ်ရမယ့်စနစ်တကျလေ့ကျင့်မှုတာလင်ဖိတ်တယ်ဆိုတာပါ မှန်ပါတယ်ဗျာ နောက်ဆုံးအနေနဲ့စိတ်ကိုရေးစုံမျောတယ်လို့လွတ်လပ်စွာလွတ်ထားခြင်းထက်လိုအပ်တဲ့အချိန်မှာလိုအပ်တယ်လို့အသုံးချနိုင်စွမ်းရှိရဲ့ရေးအားလက်စစ်လို့စွမ်းအမျိုးထုတ်ပေးနိုင်တယ်တက်တီစွမ်းအမျိုးပေါ်ထွက်လာဖို့အတွက်ခိုင်မာတဲ့ဥမြင့်ချဒီစုံမှုတွေမဖြစ်မနေလိုအပ်တယ်ဆိုတာကိုရှင်းလင်းစွာမြင်တွေ့ကြရပါတယ် ဒါတွေကကျွန်တော်တို့ကိုယ်ပိုင်အယူဆတွေမဟုတ်ပဲစာအုပ်ရဲ့မျက်နှာဖုံးကနေပေးဆောင်နေတဲ့အဓိကသတင်းစကားတွေကိုပလက်မှုကင်းကင်းနဲ့ဆွဲထုတ်ပြခဲ့တာပဲဖြစ်ပါတယ်စိတ်ဆွမ်းအားဆိုတာကိုယ်တိုင်ပြုစုပြုထောင်ယူရမယ့်စွမ်းရည်တစ်ခုသာဖြစ်ပြီးမှန်ကန်တဲ့စနစ်နဲ့လေ့ကျင့်မှုသာအဓိကလိုအပ်တယ်ဆိုတာသိတာထင်ရှားပါတယ် တေချာတာပေါ့ရှင် ဒါဆိုရင်တော့ဒီနေ့အစီအစဉ်ကိုအဆုံးသတ်ဖို့အတွက်နားဆင်သူများမိမိဘာသာဆက်လက်တွေးတောနိုင်မဲ့မေးခွန်းတစ်ခုကိုထားရခဲ့ခြင်းပါတယ်ခနာကိုကျမ်းမာကြံ့ခိုင်ဖို့တန်ဆွမ်းဖို့အတွက်အချိန်ပေးပြီးနေ့စဉ်လေ့ကျင့်ခန်းလုပ်ရမယ်အလေးမရမယ်ဆိုတာကိုလူတိုင်းဒီပါလက်ခံထားကြသိထားကြပါတယ် ဟုတ်ကဲ့ ဒါပေမဲ့အိုးရဲ့အရေးကြီးဆုံးသောစွမ်းရင်တဲ့မိမိရဲ့စိတ်ဆွမ်းအားကိုအုံမြစ်ချတိဆော့ဖို့တကောဘလို့စနစ်ကြတဲ့လေ့ကျင့်ခန်းမျိုးကိုနေ့စဉ်ပုံမှန်အချိန်ပြီးလုံဆောင်နေကြတယ်လေ။ဒါမှမဟုတ်လေ့ကျင့်ခန်းမရှိစနစ်မရှိပဲနေ့စဉ်ကြုံတွေ့နေရတဲ့တရင်အချက်လက်လိုင်းတံပိုးတွေကြားထဲမှာစိတ်ကိုသူ့တဘာဝအတိုင်းရေစုံမျောခွင့်ပေးထားမိနေကြသလားဆိုတာဟာမိမိကိုယ်ကိုပြန်လည်မေးခွန်းထုတ်เสียရပဟေလီအခုပဲဖြစ်ပါတော့တယ်ဗျာ။